ဒါမဲ့ဘဝဆိုပါလေတကယ်စဉ်းစားလိုက်တဲ့အခါကျသေချာစဉ်းစားကြည့်တော့မွေးခြင်းနဲ့သေခြင်းရဲ့ဂျာကာလဟာဘဝပဲမွေးတဲ့အသေးလေးမွေးလာလို့ရှိရင်ဘဝမရှိတော့မွေးတဲ့ဥဝဲသေးသွားပြီဘဝမရှိတော့မွေးခြင်းနဲ့သေခြင်းရဲ့ဂျာကာလရဲ့ဘဝလို့ခေါ်တာအဲ့ဒီဘဝကိုဘာခေါ်လဲဆိုတော့အသက်လို့ပြန်ခေါ်တယ်အသက်နဲ့ဘဝနဲ့စကလုံးချင်းသာကွာနေပဲအတူတူပဲသူတွေပါအသက်မရှိရင်ဘဝမရှိဘူးအသက်ရှိရင်ဘဝရှိတယ်ဒါဖြင့်အသက်ဆိုတာဘာလို့ကိုလဲအရေးကြီးတဲ့စကားတွေလာတော့မယ်နော်ဖြည်းဖြည်းလာတော့မယ်နော်နည်းနည်းညင်းနေလာပြီနော်တောက်တိတောက်တဲ့တောင်ပြောလိမ့်မယ်ဘုအောင်သိလောက်ထားနေပဲဟင်းသရာတော့ယူကြံရိတ်ကလေးမယ်ဆိုတော့ဟိုအရင်တကားလို့မိတွေပါတော့ရှောက်ပိတ်မပြင်းနဲ့အဲ့ဒါမင်းတို့ငါကြောက်တာငါရိုးရိုးပြောတာငါပြောတာတရားမမှုမင်းတို့လက်ခုပ်တီးတာနဲ့ရာဇဝတ်မှုဖြစ်လိမ့်မယ်အဲ့တော့ဝိညာဉ်နဲ့တည်ခြင်းရဲ့ဂျာကာလာကိုဘဝလို့ခေါ်တယ်အဲ့ဘဝဆိုတဲ့အသက်ရှင်တန်ခြင်းကိုဘာလို့ရလဲဆိုဘဝမှာနှစ်ခုပဲရှိတယ်တစ်ခုကအသက်ရှင်တန်မှုလို့ဘာကြောင့်ရှင်တန်မှုလို့လဲဘယ်လိုရှင်တန်လို့ဆိုပညာပြောချင်တာအဲ့ဒါအဲ့ဒီပညာမပါလို့ရှိရင်ဘဝမရှင်တန်တော့အသက်မရှင်တန်တော့အဲ့ဒီဘဝရှင်တန်မှုလို့ကိစ္စတွေကဘာအရေးဆိုကျမ်းမာရေးပဲကျမ်းမာရေးဆိုဘာလဲအဲ့ကျမ်းမာရေးဆိုတဲ့ကိစ္စမရှိလို့ရှိရင်မကျမ်းမာလို့ရှိရင်ဘဝမရှိတော့သိပြီတော့မလို့ရှိရင်လူစင်မမီတော့ဘူးအဲ့ဒီကျမ်းမာရေးကိုစောင့်ရှောက်ဖို့ကပညာကောင်လေးတွေကောင်မလေးတွေပါတယ်တက်မှတ်ထားမင်းတို့တည်းသိအရေးကြီးတယ်ဘဝဆိုတာဟာတစ်ချက်ရှင်သန်မယ်ရှင်သန်ဖို့ဘာအရေးကြီးလဲကျမ်းမာရေးအရေးကြီးတယ်ကျမ်းမာဖို့ဘာအရေးလဲအဲ့ကျမ်းမာရေးကိုစောင့်ရှောက်တတ်တဲ့ပညာသိအရေးကြီးတယ်ဘယ်ဟာဘလောက်အရေးကြီးတယ်ဆိုတခုတည်းမင်းတို့ကောင်လေးတွေကောင်မလေးတွေစဉ်းစားကြည့်ဖို့မင်းတို့အဘေးဖေနဲ့မင်းတို့ရဲ့ဘဝလေးကိုပြန်စဉ်းစားကြည့်မအေးဖေကဘာလုပ်လဲခလေးမွေးလာပြီးတာနေတယ်ညကျင်တယ်လဲကိုပူသားမပူလားဒီနေ့ချွဲပါတယ်မချွဲမပါဘူးလားချောင်းဆိုးတယ်ဟာကိုလေးစိတ်လန့်ဆန်းလိုက်ဒီနေ့ဟောပြီးတယ်သူကလေးဟိုစိလေးတဲ့မှာကောင်းမယ်ဒီမှာဆရာဝန်သွားပြရကောင်းမလားဟာဘာလဲဒါကျမ်းမာရေးဟောကျမ်းမာရေးမရှိရင်ဘဝမရှိတော့ကျမ်းမာရေးကဘာလဲဆိုကျမ်းမာရေးကိုစောင့်ရှောက်တဲ့ဥစ္စာဒီပညာဒါကြောင့်မလို့ဘဝကိုရှင်သန်အောင်စောင့်ရှောက်ခြင်းဒီပညာအဲ့ဒါကြောင့်မလောကကြီးမှာအရေးကြီးဆုံးဒီအသက်ရှင်ခြင်းအသက်ရှင်ဖို့လို့အတွက်ကျမ်းမာခြင်းကိုစောင့်ရှောက်ခြင်းဒီပညာဒါကြောင့်လို့ဘဝနဲ့ကျမ်းမာခြင်းဘဝနဲ့ပညာကြီးနဲ့ဆက်နေတယ်ဒါကြောင့်မလို့လူတယောက်မှာမသတိထားကြည့်အတူချုပ်ပြောတော့မယ်နော်သိပြောဟောပြုလာလို့မကောင်းလို့မလို့အတူချုပ်ပြောမှာချက်ပြောလို့ရှိရင်အဲ့ဒီဥစ္စာတကောင်ကြောသွားမယ်အတူချုပ်ပြောလိုက်လို့ရှိရင်မင်းဟာဘဝရှိခြင်းပညာရှိဖို့ပါဘာပညာလဲကျမ်းမာတဲ့ပညာရှိဖို့ဒါပထမဆုံးအရေးကြီးတဲ့အချက်မိဘကိုယ်တိုင်ကနေဟဲ့သားမစားနဲ့ဇီးတွေချောင်းဆိုးလိုက်မယ်ဒါပညာဟဲ့ဟိုနားမသွားနဲ့နော်အစွန်းလေးမသွားနဲ့ကြာဒါဟဲ့နော်ရှာမိဟဲ့နော်ပူအဲ့ဒါပညာမိဘပေးသွားတယ်ဘာလို့ဖို့ပေးတာလဲကျမ်းမာဖို့လို့အသက်ရှင်သန်ဖို့လို့ဒါကြောင့်မို့လို့မင်းဟာတကယ်လို့မင်းကိုမင်းမြန်လို့ပါတယ်မင်းဘဝမင်းမြန်လို့ပါတယ်ဆိုရင်မင်းဘဝကျမ်းမာအောင်မင်းအသက်ရှင်သန်အောင်အတွက်ပညာရှိဖို့ပါဘာရှိရမလဲကျမ်းမာရေးပညာရှိဖို့ပါဒါကြောင့်မလို့ဘဝတစ်ခုမှာအရေးကြီးဆုံးဒီဘဝဒီအရေးကြီးဆုံးဒီကျမ်းမာခြင်းနဲ့စောင့်ရှောက်နေတဲ့ဥစ္စာကျမ်းမာခြင်းကိုစောင့်ရှောက်နေတဲ့ပညာအဲ့ဒါကြောင့်မလို့လူတယောက်ရဲ့အသက်ရှင်သန်ခြင်းနဲ့ဘဝတည်နေဖို့အတွက်အရေးကြီးဆုံးဒီခုနကကျမ်းမာခြင်းနဲ့ပညာပဲဒါကြောင့်မလို့မိသားစုတို့ကိုကြည့်လိုက်ရိုးရိုးလေးရှင်းရှင်းလေးပါဒီဂျပန်ရေရှုတာမှာရှုပ်လေဦးမယ်အောင်သိပြောတာရိုးလေးပြောတာရိုးလေးကြည့်လိုက်မိသားစုတို့ကိုကြည့်လိုက်အဲ့ဒီမိသားစုမှာဖအေးနဲ့မေကသားသမီးအတွက်ကိုပညာရေးကိုဘယ်လောက်အားပေးတယ်လဲကျမ်းမာရေးကိုဘယ်လောက်ကူးဆိုင်လဲအဲ့ဒါကြည့်အဲ့ဒါမိသားစုကအဲ့ဒီစောင့်ရှောက်တဲ့မိသားစုကြီးတကယ်ကိုဒီနေ့မှာအထွတ်ထိပ်ရောက်လာလိမ့်မယ်ဒီနေ့ဒီမှာကြီးပွားလာလိမ့်မယ်မိခင်ဖြစ်တဲ့သူဖခင်ဖြစ်တဲ့သူကသားသမီးရဲ့ကျမ်းမာရေးနဲ့သားသမီးရဲ့ပညာရေးကိုစောင့်ရှောက်ပြီးဆိုလို့ရှိရင်အဲ့ဒီမိသားစုကြီးရောက်လာလိမ့်မယ်အဲ့ဒီရက်ွက်ဖြစ်စီမြို့မှာဖြစ်စီဒီနေ့မှာထင်ရှားကြော်စောတဲ့သားသမီးဖြစ်လာလိမ့်မယ်အဲ့ဒီအတိုင်းပဲတိုင်းပြည်ဒီမှာအစိုးရသည်ကျမ်းမာရေးနဲ့ပညာရေးကိုဘတ်ဂျက်မှာဘယ်လောက်သုံးလဲဒါကြည့်လိုက်ဒါအစိုးရ